Avi niha, allow no boa, Migan one man tani teaching, daughter chin, the message idea hope your chin. Piagilu Konawam Yama. The Gobiaria who Piabi, Dowry, and Nabi, dry or chin sole. Two child kissing niha, Tita Yetema Chipola. Tajamu. Was a lavinia, the message a car needed Macabu. No, Mero one and Tani did a car nearly pity, daughter de car nearly pity. Now the Gugaro, the Gobiariha, Pia, Dowring and Nabi, John or Moody, car nearly pity. To do so, no Chandare Suraha. Take a look at it and I come reach out. Kanjamaya reaction what they are. Yeah. Go look at it, go yajara. A cookema, Chana Jaware Poguri, Wabiro, through Pisiosa, Yambo, Wabiro, Majuja. A day while look at Dangere, Kudogam, see the Poguri, Tiwa Chanda. Dura Chandare, Naru Machanda Gongla, so we say on the point. Kudokanga, Kobe Baba, and Agudokanye. Nesemu Kayama. Magane, do you lure? She only thought Manadigara, so they eat. She only thought Manadigara, Tatapo, Kudu, Tatama, Kuduya. Any only the Gara, oh, Chana and Dude, through a dega, Kudo Gongri, Dokera. Now let Tibuama made illusion, not a down and a low marvelous, a safe palma, Tibuha, Siedo Carlo. Time ye to be Nangan Nangan. Poverty, alleviations, or Simangaishi. Senior to Papia Ye, poverty, senior. Senior Mote move Papia Ye. Low, Yama Mo. Ludu Maludu, she need the Ya Calapalo. Luredu at Chana, Maluredu at senior. Tipola, she. Arabadu Maju Mimi Musa, she. Tiwama, TV Sodo. Lola, Omine. Maloya down, we get at the tea in one way, looking lady, Kalili, she and it. Mama Maloya again do send them shit. To Bamala, the tea in one way. Send a wavy solution, and need down peace, I'm sure. A baby, I let me number on Messiah, beyond my bone, young daughter, like a shit. Lambi, you can't understand. Dari Aloha Lotu yet Bimaho Doyama, go, Watayama Sequence Mahobu Putu at that Shitu a home, Putu at this. Pure Luada at the pay. To load that Loya to Kaya Ome. Going in there to Saya Ome.ဖြစ်တဲ့လူကတော့အတိတ်ကလုပ်ခဲ့တာတွေသူရရှိနေပြီလို့ဆိုဒါကံကြမ္မာရဲ့သဘောအတိတ်ဒီတိုင်းပဲရှိနော်နောက်ဘဝမှာအစင်းလာခြင်းနဲ့ဆိုရင်စိတ်မတူနဲ့ဒေါသမကြီးနဲ့လူတွေကမြင်လို့ရှိရင်ပိယစက္ခုဟိတမ္ပတ္တန္တာဆိုချစ်ခင်သောမျက်လုံးနဲ့မေတ္တာမျက်လုံးနဲ့ပဲချစ်ဒေါသမျက်လုံးနဲ့မချစ်နဲ့မေတ္တာမျက်လုံးနဲ့ချစ်အဲ့ဒါရင်ဖြစ်ရဘဝမှာမျက်စိလှမျက်လုံးကြီးပြူးကြည့်ရင်တော့မှအဲ့ဒီပြူးကြီးပဲဖြစ်မှာပဲလို့သိချာဒါကိုလို့တာကိုရသူများကိုပြုံးကြည့်တရားဖြင့်ဒီပြုံးရွှင်တဲ့မျက်နှာကိုရတာကိုလို့တဲ့အလုပ်တွေကြီးပဲအလုံးဒီဘဝရောက်လာမှ plastic surgery လုပ်ပြီးတော့
မေးယူပြင်ရတာနဲ့နှာခေါင်းပြင်ရတာနဲ့အနာခံပြီးတော့ပြင်နေနောက်ကြတော့လေဒုံရင်ဒါပါပဲဆိုတာဖြစ်သွားတယ်အခုကမြန်မာစကားအဆုံးသတ်ဒါပဲနော်ဆိုတာအဲ့ဒါပဲနော်ဒါပဲတိုးတော့လာမှာမဟုတ်ဒါပဲအဲ့ဒီစကားလေးကမှတ်နေဒါပဲနောက်ဆုံးတော့ဒါပဲနဲ့ပဲပြီးတာအားလုံးလုံးနောက်ဆုံးဒါပဲဆိုတာလေးတော့မှတ်တာနှလုံးသွင်းဖို့ဘာတွေလုံးလုံးနောက်ဆုံးတော့ဒါပါပဲအဲ့တော့ဒီဘဝမှာကောင်းနေဖို့အမှန်တမ်းအရေးကြီးတယ်ကုသိုလ်ရအောင် wise attention လို့ခေါ်တယ်ယောနိသောမနတိကာရနဲ့အရာရာကိုနှလုံးသွင်းတတ်ရမယ်အဲ့လိုနှလုံးသွင်းမှလူဟာကုသိုလ်စိတ်ဖြစ်တယ်ကုသိုလ်စိတ်ဖြစ်မှကုသိုလ်ရဲ့အကျိုးအာယောနိသောမနတိကာရဆို unwise attention မလိမ္မာနှလုံးသွင်းခြင်းဟာမလိမ္မာနှလုံးသွင်းခြင်းကြောင့်ဒီနှလုံးသွင်းမှုကကိုယ်အကုသိုလ်တွေရင်ထဲကိုဖြစ်စေတတ်လို့အကျိုးပြီးတော့ကိုယ်ပဲခံရwise attention ဆိုတဲ့ယောနိသောမနတိကာရမမကန်ကဆင်ញင်သုံးသပ်တတ်ပြီးဆိုရင်ကုသိုလ်ဖြစ်အောင်နှလုံးသွင်းတတ်ပြီးဆိုရင်ကိုယ့်ရင်ထဲမှာကုသိုလ်ဖြစ်အဲ့တော့ကုသိုလ်ဖြစ်အောင်နေဖို့ရေကိစီကုသလဓမ္မသဗ္ဗေတိယောနိသောမနတိကာရမူလကတဲ့ဒီကုသိုလ်မှန်သမျှဟာယောနိသောမနတိကာရအခြေခံတယ်လို့ဆိုဘယ်ကုသိုလ်ပဲဖြစ်ဖြစ်ယောနိသောမနတိကာရရှိမှဖြစ်တယ်ယောနိသောမနတိကာရဆိုတာ wise attention လိမ္မာတဲ့အတွေးအမြင်အသိဉာဏ်နဲ့ရှင်တဲ့အမြင်ရှင်ရှင်စဉ်းစားမှုလို့ဆိုလို့ယောနိသောမနတိကာရအင်္ဂလိပ်လိုတော့ attention လို့ခေါ်တယ်တတိပြုမှုဒါသိအရေးကြီးတာဘယ်ရပဲဖြစ်ဖြစ်အကောင်းဘက်ကခွင့်လွတ်တဲ့ဘက်ကမေတ္တာမပြတ်တဲ့ဘက်ကချီးရှုပြီးတော့စဉ်းစားဓမ္မကိုမှအပြစ်လွတ်တာဖြစ်တယ်ဖျားဘူးလာရင်ရှေးတုန်းကမြို့သမီးတယောက်ဖျားရင်မြေမော်ရောက်တဲ့အခါကျတော့တွေးထွေးသွားတာသူကမြင်တယ်လူတွေကလည်းဖျားရင်မြေမှာဗမာပြည်မှာတော့မှပဲကွန်တရွေးကနေရာကထွေးတတ်တယ်လေဖျားတဲ့ပြင်းရင်မြေမှာတွေးထွေးသွားတာကိုမြင်တဲ့အမျိုးသမီးက unwise attention နဲ့ဘာလုပ်လိုက်တော့ဆိုဘယ်ဘာမှကဒီထွေးသွားတော့ဆိုဆဲလိုက်တာနော်ဘယ်အဟာမကဖောက်ထုံးနဲ့ဆဲတယ်အဲ့ဖောက်ထုံးနဲ့သူဆဲလိုက်တယ်ဆဲပြီးတော့သူ့ပါလာတဲ့အဝတ်နဲ့အဲ့ဒီတွေးကိုတုတ်တယ်တုတ်တာတော့အကောင်းဒါပေမဲ့လို့သူကဘယ်ဖောက်အောက်ထုံးမှကဒါလုတ်သွားတယ်လေလို့ဆိုလိုက်တဲ့အခါသူကနောက်မှကျဖောက်အောက်ထုံးဖြစ်သွားအဲ့ဒါတတိထားရတယ်လို့တတိထားပါကိုလုံးလိုက်လို့ရှိရင်ကိုကကုသိုလ်ဖြစ်ခဲ့တယ်။ဒါရှိလို့ဒီအတွက်ကြောင့်ချောလှလေးတော့ဖြစ်ပါရဲ့။ဒါပေမဲ့သူများကိုဖောက်အောက်ထုတ်လို့ပြောလိုက်တာနဲ့သူလည်းဖောက်အောက်ထုတ်ပဲဖြစ်တယ်။အဲ့ဒါလေးကိုတတိထားရတယ်ဝစီဝေဒထိတိုင်းရှာဆိုတယ်နော်။တော့အမှန်တမဲ့မလုံးဝဘူးအကုသိုလ်စာဝိတ္တခါတော့ကြတော့အတိတ်ဘဝကကုသိုလ်ကောင်းမှုတွေလုပ်လာတယ်ကဘာတသိမ့်တဲ့ကြရပါရမီဖြည့်လာတဲ့ပုဂ္ဂိုလ်မျိုးရိုးမိဘမှာတကယ်ကိုသူ့အဖိုးကမင်းတကတထေးလို့ခေါ်တယ်မင်းတကဆိုတာစိတ်လို့အဓိပ္ပာယ်ရအိမ်ထဲမှာရွှေစိတ်ရုပ်ကြီးတွေရှိတယ်အဲ့ဒီရွှေစိတ်ရုပ်ကြီးတွေထဲမှာနှိပ်လိုက်လို့ရှိရင်
လိုချင်တာတွေအကုန်ရတယ်ဆန်စီစာအဝတ်တန်းစာရွှေငွေရစာရွှေစက်ရုပ်ကြီးတွေနဲ့ကံကြမ္မာကပေးထားတဲ့ရွှေစက်ရုပ်ကြီးတွေပိုင်ဆိုင်တာဖြစ်လို့သူ့ကိုမင်းတကတထေးလို့ခေါ်တယ်သူကလည်းချမ်းသာတယ်သူ့မှာလည်းအစွမ်းတကူတွေရှိသူ့အစွမ်းတကူကဘာတော့ဆိုရင်သူ့ရဲ့ကိုယ်တော်စပက်ကြီးတွေမှာစပားတွေယုံလျော့နေပြီဆိုရင်တပြည့်စီပြောင်းလဲဥပုပ္ပါဆောင်အကုန်လုံးကိုယ်တော်တွေရှင်းလင်းပြီးတဲ့အခါမှာကောင်းကင်မော့ကြည့်လိုက်ပြီးတော့တောင်းတလိုက်တာနဲ့စပက်ကြီးတွေပြန်ပြေးသွားတယ်ကောင်းကင်ကစပက်ကြီးစပားမိုးတွေရွာပြီးတော့သူကြည့်တယ်မှာပြေးသူကြည့်စပက်ကြီးကြီးဟာမြဲပြေးတယ်ဒါသူ့ရဲ့စွမ်းတကူထို့တူပဲတထေးတော်ကြီးကလည်းစွမ်းတကူရှိတယ်သူ့သားဖြစ်တဲ့တနည်းစရာကလည်းစွမ်းတကူရှိတယ်ချွေးမကလည်းစွမ်းတကူရှိတယ်နောက်ဆုံးမှာသူတို့အိမ်တာဝန်ယူပြီးတော့အလုပ်ကျန်းနေလုပ်ပေးနေတဲ့ခုခေတ်ဆိုရင်တော့နာမည်လှလှပေးတယ်ပေါ့ရှေးတုန်းကတော့ကျုံလို့ခေါ်တာပေါ့နော်အဲ့ဒီလူကလည်းပဲစွမ်းတကူရှိတယ်ထွန်ရက်စိုက်ပြုတ်ပေးတယ်လူကလည်းစွမ်းတကူရှိတယ်အဲ့တော့သူတို့တွေဟာဘဝမှာကုသိုလ်ကောင်းမှုတွေလုပ်ခဲ့ကြတဲ့အတွက်ကြောင့်လူဘဝမှာထူးခြားတဲ့အရေးချင်းတွေရှိပြီးတော့အရက်တကာကလာပြီးတော့ကြည်ရလောက်အောင်ဝယ်ကောင်းကုသိုလ်ကောင်းမှုဆိုတာတော်တော်ထူးဆန်းတာနော်တော်တော်ထူးဆန်းထူးဆန်းတဲ့ကုသိုလ်လို့ရင်ထူးဆန်းတဲ့အကျိုးပေးတာတော့ကုသိုလ်ကောင်းမှုရဲ့အကျိုးကိုမယုံမရှိနဲ့လောကကြီးရဲ့သဘာဝကိုလို့ရင်ကိုရတယ်ဆိုတာရှိကိုလို့တဲ့အတိုင်းကိုရအဲ့ဒါလို့တစ်ချိန်တစ်ခါလုံးလိုက်တဲ့ကုသိုလ်ကောင်းမှုကြောင့်သူတို့ဟာအစွမ်းတကူထက်မြက်နေကြအဲ့ဒီမှာဝိသခာဟာသူ့ရဲ့အဖိုးမင်းကတထေးကြီးရဲ့သားထနင်းစရာအိမ်မှာလာပြီးတော့သမီးလေးလာဖြစ်တယ်နော်အဖိုးကချမ်းသာသားကချမ်းသာတိမ်လုံးချမ်းသာနေကြတယ်ဘုရားရသော်ဘုရားကအဲ့ဒီဗတ္တိယမြို့ကိုကြွတဲ့အခါမှာဝိသခာငယ်ငယ်လေးရှိပြီ9နှစ်ပဲရှိအဲ့ဒီအချိန်မှာသူ့အဖိုးကသူ့မြေးလေးကိုခေါ်တယ်ငါသမီးမြတ်စွာဘုရားတို့ဗတ္တိယမြို့ကိုကြွလိုက်မယ်ငါသမီးလည်းမင်္ဂလာရှိတာပဲသမီးလေးသွားဖို့ဆိုပြီးတော့မြင်းလဲတမိုးကြီးမာတဲ့ယရနာတွေနဲ့ထားတဲ့မြင်းလဲအဲ့ဒီခေတ်ကတော့မြင်းလဲပဲရှိတာခုတော့ကားဝယ်ပေးလို့ရတယ်အဲ့တော့ကားလည်းမဟုတ်မြင်းလဲနဲ့သူ့ရဲ့အချမ်းရံနေနဲ့သူတို့တဲ့ပစ္စည်းဥစ္စာသိမရှိတဲ့ပုဂ္ဂိုလ်တွေကိုခေါ်ပြီးတော့ထောက်ပံ့ထားတာဝိသခာအရွယ်လေးတွေကြီးပဲမပြင်းရအောင်900ရှိသူတို့900အတူနေအတူစားအတူကစားအတူသွားစီးစရာယထာမြင်းလဲတွေ900နဲ့သွားလိုက်ရင်ကြော့နဲ့အုပ်စုလိုက်နေကြတယ်သူတို့ဂရုလေးမြတ်စွာဘုရားကြွလာတဲ့အခါကျတော့ဗာရိယမြို့သူမြို့သားတွေကကြိုကြမယ်ကြိုတဲ့အခါကျတော့မင်းကတထေးကြီးကငါမြည်ဖျားလာလိမ့်မယ်ဖျားကြွလာလိမ့်မယ်ငါသမီးကငါမြည်ကယထာ900နဲ့ငါမြည်ရဲ့ချမ်းရံသူတို့သမီး900နဲ့ဖျားကိုကျူပါလို့အခမ်းအနားနဲ့အဲ့တော့ဝိသခာမြတ်စွာဘုရားကြွလာတာပထမဆုံးတွေ့တဲ့အချိန်ကျိုးဆိုပြီးမြတ်စွာဘုရားကိုဒီပရိသတ်ဟာလာရောက်ပြီးတော့ကျိုးဆိုနှုတ်ဆက်တဲ့အချိန်မှာမြတ်စွာဘုရားကပရိသတ်တွေမှာတရားဟောတယ်ရောက်တဲ့အချိန်သူတို့လှူဒန်းပြီးတဲ့အခါမြတ်စွာဘုရားတရားအဲ့ဒီမြတ်စွာဘုရားဟောတဲ့တရားကိုနားပြီးတော့ဝိသခာသောတာပန်ဖြစ်သွားတယ်အဲ့ဒါဗတ္တိယမြို့သူတထေးသမီးလေးတထေးကြီးရဲ့မြေးကလေးဝိသခာ
ခုနှစ်နှစ်အရွယ်သောတာပန်ဖြစ်သွားကံကောင်းတယ်သူ့ရဲ့ဒီအသိပညာလည်းထက်မြက်တယ်လိမ္မာတယ်ယဉ်ကျေးတယ်ယဉ်ကျေးလို့ခုနှစ်နှစ်အရွယ်လေးဖះကိုကြိုးဆိုတယ်ထင်မယ်သူကထက်ထက်မြက်မြက်ဥဆောင်နေတယ်နောက်သူအရွယ်ကလေးသိပ်မကြောင်ကောသလမင်းကြီးကဖေဝိသရမင်းနဲ့သူတို့ကနမလဲပေါင်းလဲအိမ်တော်ပြုထားကြတယ်ကောသလမင်းကြီးရဲ့နှမနဲ့ဖေဝိသရမင်းကြီးကအိမ်တော်ပြုဖေဝိသရမင်းကြီးရဲ့နှမနဲ့ကောသလမင်းကြီးကအိမ်တော်ပြုအဲ့ဒါကိုရွှေလန်းငွေလန်းဖောက်တယ်လို့ခေါ်တာကိုရှိခဲ့အပြန်လန်မဟာမိတ်ဖွဲ့လို့ရှိရင်အဲ့ဒါလိုဖွဲ့ရတယ်ရှိတယ်ပတ်စံနဲ့လည်းမရဘူးဆွေမျိုးကတော်လိုက်ကြအဲ့ဆွေမျိုးတော်ပြီးတော့ကောသလမင်းကြီးနဲ့ဘေဝိသရမင်းတို့ဟာနှစ်ပြည့်တစ်ပြေရွှေလန်းငွေလန်းဖောက်ထားပြီကောသလမင်းကြီးရဲ့နိုင်ငံမှာချမ်းသာတဲ့ပုဂ္ဂိုလ်ကနေတယ်ပြုတ်ပတ်လောက်အောင်တထေးကြီးတွေမရှိဘူးဖေဝိသရမင်းရဲ့နိုင်ငံမှာတော့သုံးမကုန်နိုင်လောက်အမိတဘောဂဆိုသူတို့ဘလောက်ချမ်းသာတယ်ဆိုတာကိန်းကနန်းနဲ့ပေါ်ပြလို့မရတော့အောင်ချမ်းသာတဲ့လူ5ဦးရှိတထေးကြီးတွေယူ5ဦးအဲ့တထေးကြီး5ဦးရှိတော့ကောသလမင်းကြီးကသူ့နိုင်ငံမှာတထေးမရှိလို့အဲ့ထဲတယောက်လောက်ပေးပါပေါ့5ဦးတောင်ရှိတယ်သူ့နိုင်ငံတယောက်လောက်ပေးပါဒါတောင်းတဲ့အခါကျတော့ဗေမိသရမင်းကြီးအေးဒီတထေးကြီးတွေပေးဖို့ဆိုတာလွန်ခဲနေပေါ့သူတို့ကအတိုင်းအဝိုင်းကအလွန်ကြီးတာမြို့ကြီးတစ်မြို့စာလောက်ရှိတယ်အတိုင်းအဝိုင်းကြီးတွေပေးလိုက်မယ်ရွှေ့လိုက်မယ်ဆိုရင်ဟိုဓမ္မခက်ခဲတယ်ပေါ့နော်အတိုင်းဝဲကြီးအလွန်ကြီးတော့အဲ့ဒီတော့ဘေနကသတိရဲ့သားတနင်္စရာကိုခေါ်ပြောတာဘေဝိသရမင်းကြီးကခေါ်ပြီးတော့ငါသားကောသလမင်းကြီးကတထေးတောင်းနေတယ်ဒီတထေးကြီး9ယောက်တည်းကတယောက်ယောက်ပေးဖို့ဆိုတော့သိအဆင်မပြေဘူးငါသားလိုက်တော့လိုက်ပါသူကတော့တထေးကြီးရဲ့မြေးဆိုတော့ဟိုတထေးကြီးတွေတော့မဟုတ်သေးဘူးပေါ့နော်ဟိုမင်းကတထေးရဲ့သားကိုသားဆိုတော့ဒုတိယအဆင့်လောက်ပဲပေးလိုက်တာပေးလိုက်တော့မင်းကတထေးနဲ့တထေးရောနဲ့သူ့မိသားစုနဲ့သူ့အတိုင်းဝိုင်းတွေကကောသလမင်းကြီးရဲ့နောက်ကိုလိုက်သွားချာမင်္ဂလာတိုင်းကိုဖြတ်ကျော်ပြီးတော့ကောသလနယ်မြေထဲရောက်တဲ့တာဝတိနဲ့6ယူဇနာတယူဇနာကို10မိုင်လောက်နဲ့တွက်ကြည့်လိုက်အဲ့ဒါလောက်လှမ်းတဲ့နေရာမှာကျေပြတ်တဲ့မြေခွက်ကြီးတစ်ခုတွေ့တော့တနေ့စရာကရှောက်တယ်ရှင်မင်းကြီးဒါရှင်မင်းကြီးပိုင်းတဲ့ဒေသရောက်ပလားလို့ဆိုကောသလမင်းကြီးကရောက်ပြီတဲ့ရောက်ပြီလို့ရှိရင်ကျွန်ုပ်တို့ဒီနေရာမှာပဲတောင်ဝထိထိအောင်မလိုက်တော့ပါဘူးဒီနေရာမှာပဲမြို့တည်ပြီးနေပြဆိုမြို့တည်ပြီးအဲ့ဒီမှာမြို့တည်တာကိတမြို့ဆိုတာအဲ့ဒါဝိသခာရဲ့အဖေတည်တဲ့မြို့ဝိသခာလေးလည်းသူ့အဖေသွားတော့ပါသွားတာပေါ့အဲ့တော့ဗတ္တိယရာဇဂဟနေပေကဗတ္တိယကနေမြို့ကနေပြီးတော့ဝိသခာတို့မိသားစုသည်တာဝတိကောသလတိုင်းဘက်ကိုပြောင်းရွှေ့သွားကြတယ်ဘုရင်ကြီးကခေါ်လို့ဘုရင်ကြီးကကဲကြိုက်တဲ့နေရာယူပါဆိုပြီးအဲ့နေဘက်ကြီးတခုလုံးလုပ်ပြီးဧကပေါင်းမြောင်များစွာကျဲတဲ့နေရာမြို့သစ်တဲတာပေါ့နော်တာဂိတဆိုတဲ့မြို့ကြီးကိုတဲပြီးတော့သူတို့မိသားစုပါသူတို့ကလူတွေကြီးမှမဟုတ်တာဝိသခာအဖေပိုင်တဲ့နွားအုပ်ကြီးကနဲတာမှမဟုတ်တာဝိသခာမင်္ဂလာဆောင်တဲ့အခါကျတော့ပေးတဲ့နွားအရေးပြတ်တော်မှာ
အကောင်ကြီးနဲ့တွက်လို့မရဘူးနွားအုပ်ကြီးဟာဒီလမ်းအပြည့်သွားနေတဲ့နွားအုပ်ကြီးဟာဘယ်နှမိုင်ရှိတယ်ဆိုတာနဲ့တွက်ထားခုခေတ်နဲ့ပြောမယ်ဆိုလို့ရှိရင်သူတို့က3ကဟုတ်ဆိုထားပါတော့6မိုင်လောက်ရှိမယ်ဝိသခါတို့မင်္ဂလာပွဲမှာသူ့အဖေကသူ့သမီးကိုပေးလိုက်တဲ့နွားအုပ်သူ့မှာဘယ်လောက်နွားတွေများမလဲဆိုတာစဉ်းစားကြည့်နော်အဲ့ဒီမှာတော်လောက်ပြီဆိုပြီးတော့ခြံတကားပိတ်လိုက်တဲ့အခါမှာဝိသခါရဲ့ဘုံကံကြောင့်နွားကစပြီးဝိသခါနောက်လိုက်ချင်ဒါကြောင့်မို့ခြံခုံလိုက်သွားတဲ့နွားအကောင်1,600,000ရှိတယ်အရေးအတွက်ပြ1,600,000ဝိသခါနောက်လိုက်သွားဒါမင်္ဂလာလက်ထပ်ပွဲကိုကျူပြောလိုက်တာအဲ့ဒီမှာတာဂိတမြို့မှာဝိသခါအရွယ်ရောက်လာ16နှစ်အရွယ်ရောက်အဲ့ဒီမှာတာဝတိမြို့တဲကမိဂရတထေးကသူ့သားပုံနာဝဒနာအိမ်တော်ချပေးဖို့တထေးလိုက်ရှာတဲ့အခါမှာတာဂိတရောက်လာပြီးတော့ဝိသခါကိုလာတောင်းတာပါပဲအဓိကနော်ဒါပဲပစ္စည်းဥစ္စာချင်းနှိုင်းရှင်ကြည့်လိုက်မယ်ဆိုမိဂရတထေးချမ်းသာတာပါမပြောပါတော့တနင်္စရဝိသခါရဲ့အဖေချမ်းသာတာပါအလုံးလို့ချမ်းသာသို့တော့အချိန်တန်အရွယ်ရောက်ဒီချိန်တန်ဒီပွင့်ချိန်တန်ပွင့်ဆိုမိဘတွေကအရွယ်ရောက်လာတယ်ဆိုတော့အိမ်တော်ရဲ့သားချပေးလိုက်တာပါပဲအဲ့တော့တာဂိတရောက်တဲ့အခါမှာဝိသခါဟာမိဂရတထေးကသူ့သားအတွက်လာတောင်းရမ်းတယ်ရှေးစနစ်ကတော့သူတို့သမီးကသူတို့သားအိမ်လိုက်ရတယ်အာဝါဟဝိဝါဟဆိုတဲ့စကားလုံးဗမာတွေလည်းသုံးနေတယ်နော်အာဝါဟဝိဝါဟမင်္ဂလာဆိုတာဒါလည်းသိတဲ့လူကနေအာဝါဟဝိဝါဟဆိုတာဘာပြောတာတော့လက်ထမင်္ဂလာလို့ပဲသိကြတယ်အာဝါဟမင်္ဂလာဝိဝါဟမင်္ဂလာဆိုတာဘာပြောတာလဲအာဝါဟဆိုတာသူတို့သမီးကိုသူတို့သားအိမ်ကအခမ်းအနားနဲ့လာပြီးတော့ခေါ်ယူတာကိုအာဝါဟလို့ခေါ်ဝိဝါဟဆိုတာသူတို့သမီးရဲ့မိဘတွေကသူတို့သမီးကိုသူတို့သားအိမ်ကိုအခမ်းအနားနဲ့ပို့ပေးတာဟိုကခေါ်တာဒီကပို့ပေးနှစ်ခုစလုံးကသူတို့သမီးကသူတို့သားအိမ်လိုက်ရတယ်ဒါအိမ်ကြီးထုံးတယ်နော်အဲ့ဒါကိုအာဝါဟဝိဝါဟမင်္ဂလာလို့ပြောတာအဲ့ဒီမင်္ဂလာလက်ထပ်ပွဲလုပ်တဲ့အခါကျတော့ဝိသခါကတာဂိတကနေတာဝတိကိုလိုက်သွားနော်တာဝတိလိုက်ဒါပဲလို့သူလက်ထပ်လိုက်ရတဲ့ပုံနာဝဒနာရဲ့မိသားစုမိဂရတထေးရဲ့မိသားစုကဘုရားဘာသာမဟုတ်ဘူးဘာသာခြားအဲ့ဒီခေတ်ကဘာသာချင်းမတူတဲ့ပုဂ္ဂိုလ်ဘာသာချင်းမတူဘူးဆိုလို့ရှိရင်သူကခဏခေတ်မှလည်းပြဿနာရှိတာပေါ့နော်အယူဆချင်းမတူဘူးကွဲပြားတယ်ဆိုရင်အနည်းနဲ့အများပြဿနာရှိတတ်ကြတယ်အဲ့တော့ဝိသခါကလူမှုရေးရမိဂရအိမ်လိုက်သွားတော့မိဂရသူ့ကိုးကွယ်တာဘိုလစ်လက်နိဂန္ဓအာဇီဝကယဟန်တွေကိုကိုးကွယ်အဲ့ဒီခိုင်းကိုကိုးကွယ်တရက်တော့မိဂရတထေးကအိမ်ကိုပင့်ပြီးတော့အဲ့ဒီတက်ကရွန်ဆိုတဲ့တုံးလုံးယဟန်တွေကိုတုံးလုံးနေပြီးတော့ကျင့်တဲ့အာစေလကားတွေကိုဆွမ်းကတ်တဲ့အခါကျတော့သူ့ရဲ့ချွေးမကိုခေါ်တယ်သမီးငါယဟန္တာတွေလာဖူးပါအောင်ယဟန္တာလို့ဆိုတော့ဝိသခါအဟုတ်မှတ်ပါယဟန္တာဆိုတော့သောတာပန်ကြီးညူတာဟုတ်ယဟန်ထွက်လဲကြည့်လိုက်တော့ကိုရောမြတ်တွေကတုံးလုံးကြီးတွေဆိုတော့ဟာဒါယဟန္တာဖြစ်နိုင်ဘူးဆိုတောက်လျှောက်နောက်ပြန်ဆုတ်သွားဝိသခါနောက်ပြန်ဆုတ်သွားအဲ့ဒီမှာသူ့ရဲ့ရောက်ခမကြီးကမျက်နှာပြက်သွားသူ့ဖုန်းကြီးတွေကလည်းဟာဘယ်ဟာမျိုးသမီးရောက်လဲ
မကျေနပ်တဲ့စကားတွေပြောလာဘယ်ဟာခေါ်လာတော့သူတို့ပေါ်မှာမကျေနပ်ဖြစ်ပြီးနောက်ပြန်ဆုတ်သွားတယ်ဆိုဘယ်ဟာမျိုးသမီးဘာသာချင်းမတူတဲ့မျိုးသမီးဆိုပြီးတော့အဲ့တော့ဝိကာရတတိကစိတ်တူသွားတယ်ပေါ့နော်သူယဟန္တာတွေဒီလိုပြောအောင်ဝိသခာသူပြောလိုက်သေးတာတုံးလုံးကုတော်ကြီးတွေမြင်တဲ့အခါကျဒါလားယဟန္တာဆိုပြီးပြန်ဆုတ်သွားတာအဲ့ဒါကိုမခံမရနိုင်ဖြစ်ပြီးတော့ဝိသခာကိုဒီသူ့ရဲ့ယောက်ျားမကြီးကအိမ်ကနေနှင်ချသူကိုယ်ဝယ်တဲ့ဘာသာတိုက်ခိုက်တယ်ဆိုအိမ်ကနေနှင်ချသို့တော့ဟိုကဆွေကြီးမျိုးကြီးဆိုဝိသခာအပြစ်ရှိလို့ရှိရင်စီမံဆောင်ရွက်ပေးနိုင်မှုဝိသခာကိုထောက်ကူပြုမယ်တကြွယ်ရှေ့အောင်ထည့်လိုက်တာဟုတ်တတိယတကြွယ်ဆိုတာသူ့လောင်းမချမ်းသာဘူးဒါပေမဲ့ချမ်းသာတဲ့လူတွေပဲချမ်းသာတဲ့အုပ်စုတွေကိုထည့်လိုက်တယ်သူ့ရဲ့သမီးတစုံတစ်ခုပြဿနာဖြစ်ရင်အကျွတ်တင်ပြီးတော့ဝိသခာဖြည့်ရှင်းပေးဖို့ဆိုလို့ထည့်တယ်ဝိသခာအကြောင်းကတော့အကျယ်ကြီးပဲเนาะတို့ရင်တို့ချင်းချင်းပြောရမှာအဲ့ဒီမှာအဲ့ဒီတကြွယ်တွေကလာပြီးတော့ဒီပြဿနာကိုမေးမြန်းစစ်စစ်တဲ့အခါကျဒါဝိသခာရဲ့အပြစ်တခုမှမရှိဘူးဒါဘလုံးမူဝိသခာဘာသာရေးနဲ့ပတ်သက်ပြီးလွတ်လပ်ခွင့်ရှိတယ်သူရှ िख ိုးချင်မှရှ िख ိုးမှာပေါ့ဘယ်လိုလုပ်ရှ िख ိုးဖို့မှာတော့ဟိုကိုရောကြီးတဲ့အဝတ်မှမရှိတာအဲ့ဒါနဲ့ဆုံးဖြတ်လိုက်တော့နှင်ချလို့မရနှင်ချလို့မရတဲ့အခါကျတော့ဝိသခာကဲသူပြစ်ကင်းနေဆိုရင်ဒီအိမ်မှာမနေတော့ဘူးဆင်းမယ်သူကပထမတထေးကြီးကဝိသခာကိုဆွဲထုတ်ခိုင်းတယ်ဒါပေမဲ့အဲ့နာနေတဲ့လူတွေဝိသခာရဲ့လူကြီးကြီးပဲဆိုတော့ဘယ်သူမှဆွဲမထုတ်ဘူးနောက်ဆုံးတော့ဝိသခာသူအပြစ်ကင်းနေဆိုတော့သိကြတယ်သူအပြစ်မလုပ်ဘဲနဲ့အပြစ်ရှိတယ်ပြောရင်ဒီအိမ်မနေတော့ဘူးဆင်းမယ်ဆိုပြီးတော့လုပ်ပြန်တော့အဲ့ဒီကျတော့မှမဆင်းပါနဲ့ဆိုတခါတောင်းမှန်းအဲ့လိုနဲ့သူဟာအဲ့ဒီရောက်သွားရှာနော်သို့တော့သူကမလှူရမတန်းရသူမနေနိုင်ဘူးတဲ့သောတာပန်ဆိုတော့သူကိုးခဲ့တဲ့ဖရာယဟန္တာတွေပြင့်နေတယ်အဲ့ဒါကိုသဘောတူလေရတယ်ဟိုတတိရောက်ခမသဘောတူပေးရဘောတူတော့ရသော်ဘုရားကိုပြင့်ယဟန်တွေကိုပြင့်ဆွံ့ကြွေးအဲ့ဒီဆွံ့ကြွေးတဲ့အခါကျတော့သူကလည်းသူရောက်ခမလှုပ်တယ်လို့ပဲဆွံ့ကြွေးပြီးတရားဟောတော့မယ်ဆိုရောက်ခမကြီးကိုခေါ်တယ်လာပြီးတော့တရားနာပါဆိုဖိတ်တယ်အဲ့တော့ယန္တာမပြခြင်းယန္တာမပြခြင်းတော့တိတ်တိတ်ပုံတရားနာမယ်ဆိုလိုက်ကတွင်းကပဲသူနာတယ်မြတ်စွာဘုရားတရားဟောတဲ့အခါနာရင်နဲ့သူမြတ်စွာဘုရားတရားကိုသဘောကျပြီးတော့အသိဉာဏ်နဲ့ရပြီးသောတာပန်ဖြစ်သွားတဲ့အခါကျတော့လိုက်ကဖွင့်ပြီးတော့မြတ်စွာဘုရားကိုရှ िख ိုးဝါချပြီးတော့ဝိသခာကိုလည်းခြေဆုတင်လို့သူ့ရဲ့မိခင်မှာပဲချွေးမကိုမိခင်အရာထားတာပေါ့မိဂရာမာတာလို့ဝိသခာနာမည်တစ်ခုရအဲ့တော့ဝိသခာအကြောင်းကစိတ်ဝင်စားစရာတော့ကောင်းတယ်ပေါ့နော်အဲ့လိုနဲ့ဝိသခာဖရာတရားတန်ခါသူဟာသောတာပန်ဖြစ်သည့်အတွက်ကြောင့်ဘယ်သူပြောင်းလို့မှမပြောင်းဘူးဖရာကိုဗုဒ္ဓေအဝိစ္စပတာရဓမ္မေအဝိစ္စပတာရသံဃေအဝိစ္စပတာရအသိဉာဏ်နဲ့ဖရာတရားတန်ခါကိုယုံကြည်ုံမြတ်မှာက၅ပါးသီလကိုအသက်ထက်မြတ်လို့တယ်အသက်လောက်မြတ်လို့တာမဟုတ်ဘူးအသက်ထက်မြတ်လို့တယ်အသက်နဲ့၅ပါးသီလဘယ်အရွေးမလို့ဆိုအသက်ဖက်အဆုံးခံမယ်၅ပါးသီလအဆုံးခံတာအသက်ထက်မြတ်လို့တယ်လို့ခေါ်အသက်ထက်မမြတ်လို့တဲ့ပုဂ္ဂိုလ်ကတော့၅ပါးသီလဆိုတာနောက်လွယ်ပါတယ်ဆိုပြီးတော့အသက်ပဲလက်ခံနော်သူကြတော့အဲ့လိုမဟုတ်ဘူးအသက်ကတန်မှုမရှိဘူး၅ပါးသီလတန်မှုရှိ
ငါးပါးသီလကိုအသက်ထက်တန်ဖိုးထားပြီးတော့ဆောင်ရှောက်တဲ့သောတာပန်ရဲ့အခြေအနေကအဲ့ဒါမျိုးသောတာပန်ပုဂ္ဂိုလ်ဆိုတာငါးပါးသီလကိုအသက်ထက်တန်ဖိုးထားတယ်ဖရာတရားသံဃာနဲ့ပတ်သက်ပြီးဘယ်သူပြောလို့မှလက်ခံနိုင်စွာမရှိဘူးဖရာတရားသံဃာအစစ်ကိုသာလက်ခံတယ်ဆိုနေချပြောရအောင်အဲ့လိုနဲ့ဝိသကာလူကရောက်လာတဲ့အခါမှာနေ့စဉ်နဲ့အမျှသူ့အိမ်မှာတန်ခါအပါ900အမြဲတမ်းဆုံးကတ်ကုသိုလ်ကောင်းမှုတွေကိုအမြဲတမ်းလုပ်တယ်ကြောင်းသွားတယ်စေတော်အကြောင်းကိုသွားတယ်အဲ့လိုသာသနာတော်ကိုလူရန်ထောက်ပံ့တဲ့အခါမှာဝိသကာလောက်ဘယ်သူမှမထောက်ပံ့နိုင်ဘူးဝိသကာဟာအနာရဝိတ္တိဆောက်လုပ်ထားတဲ့အကြောင်းကိုပဲသွားပြီးတော့မြတ်စွာဘုရားကိုမြတ်စွာဘုရားစီတရားနာတယ်တန်ဃာတွေကိုနေ့စဉ်ပါ900အိမ်ပြပြီးတော့ဆုံးကတ်တယ်ဒါကြီးလောက်ပဲသူတို့ကြိုးစားပြီးတော့လုပ်တယ်ပေါ့နောက်တနေ့ကျတော့ဝိသခာအိမ်တော်ချပေးမယ်ဆိုတဲ့အခါမှာသူ့အဖေကမင်္ဂလာလက်ထပ်ပွဲမှာဆင်ရင်ဖို့ဆိုပြီးတော့မဟာလတ္တတန်းစာဆိုတာပိတ်တဲ့ချိန်နေအလွန်လေးတဲ့ကြောက်တံပရမများတွေစီပြီးတန်ဖိုးရှိတာတွေနဲ့ရက်လုတ်ထားတဲ့စီချဲထားတဲ့အမျိုးသမီးတွေဝတ်ဖို့မဟာလတ္တတန်းစာတကူလုံးစွတ်ချလိုက်တဲ့ဟာကြီးပေါ့နော်။တာမန်မျိုးသမီးဆိုရင်အဲ့ဒီမဟာလတ္တတန်းစာဝတ်နိုင်လောက်အားမရှိဘူး။အဲ့ဒါကြီးနဲ့စွတ်ချလိုက်ရင်ခွေပြီးလဲတော့ဝိသခါကတော့ဆင်မြောင်၅စီးအားမို့အဲ့ဒါကြီးကိုထမ်းနိုင်တယ်အလေးကြီးနော်အဲ့ဒါလေးတဲ့ကြောက်တွေနဲ့စီထားတယ်အဲ့မှာလက်တန်းစာကြီးကဂရေချီပြီးတော့တန်တာသူ့ဖေကပေးလိုက်မင်္ဂလာလက်ထပ်ပွဲမှာဝတ်ဆင်တယ်ပွဲနေပွဲတိုင်းရှိတဲ့အခါမှာအဲ့ဒီယရဏဝတ်စုံကြီးနဲ့ဝတ်ပြီးတော့ပွဲတက်တယ်ပေါ့တခါတော့ပွဲနေပွဲတိုင်းသွားဖို့အဲ့ဒီဝတ်စုံကြီးဝတ်သွားတယ်ဝတ်တော့ဇေရွန်ကျောင်းနဲ့သိပ်ပြီးတော့လန့်လန့်ကန်ကန်မရှိမလန့်မကန်မရှိတော့ပွဲတက်တဲ့အလုပ်ပြီးတဲ့အခါမှာဖျားစီသွားဖူးခြင်းနဲ့စိတ်ပေါ်တော့ကဲငါတို့အချိန်နဲ့ရှိသေးတယ်ကျောင်းသွားကြမယ်ကျောင်းသွားကြမယ်ဆိုဒီလိုဝတ်စုံကြီးနဲ့သွားလို့အဆင်မပြေဘူးဘောဘာယောဂီဝတ်ကလေးနဲ့အဆင်ပြေတယ်ဝတ်ပြောင်းသွားတာယောဂီဝတ်နေမှာပေါ့တွေးချီတာဒါအဲ့ဒီအဝတ်လေးကိုပြောင်းလိုက်တယ်ပြောင်းပြီးတော့ဒီဝတ်စုံကြီးကိုချွတ်ပြီးတော့အထုပ်ထုတ်ပြီးဒါကိုထမ်းနိုင်တဲ့အမျိုးသမီးရလည်းပဲသူ့နာမှာအမြဲတမ်းဝေယဝိဆလုပ်နိုင်တဲ့အမျိုးသမီးတယောက်ပဲဒါဥမနိုင်တယ်ကျန်တဲ့လူတွေမနိုင်ဘူးဒါအားလေးတယ်အခုကြောက်စိမ့်ပရိတွေဘာလို့ကင်ကြည့်ပါလားကြောက်စိမ့်ခင်းကြီးတွေလေးကြီးတွေလေအဲ့လိုလေးမှာပေါ့ဒါအားလေးတယ်အဲ့ဒီထုတ်ကြီးနဲ့ဘုရားကျောင်းသွားတယ်ထုတ်ကြီးကိုမျိုးသမီးတယောက်ကယူပြီးတော့ဘုရားကျောင်းသွားမြတ်စွာဘုရားရှိခိုးဘုရားစီကတရားတွေပါနာပြီးတော့ပြန်ညမယ်အိမ်ပြန်ညမယ်ဆိုတော့အဲ့ဒီအမျိုးသမီးကအထုပ်ကြီးချထားပြီးမေ့ကြံရတယ်လမ်းကြမှာတတိယကျောင်းပြမဲ့ရောက်တော့ဝိသခာအေးဘယ်မလဲမဟာလတ္တတန်းစာဝတ်မယ်ဆိုအဝတ်လဲမယ်လို့ပြောလိုက်တဲ့အခါကျတော့အဲ့ကျတော့မှကျောင်းမေ့နေပြီမေ့နေဖြစ်သွားအဲ့တော့ဝိသခာကသိတယ်ကျောင်းမှာဧည့်သည်တွေလာပြီးမေ့ကြံရတဲ့ပစ္စည်းဆိုရင်ကောက်ယူပြီးတော့ရှင်အနန္ဒာကသိမ့်ထားရတယ်တော့သူ့ထုတ်ကြီးလေတေချာပေါက်မေ့ကြံရတဲ့ဝတ်ဆိုရှင်အနန္ဒာသိမ့်ထားမှာပဲသူတွေးကြည့်တာနဲ့သိတယ်အဲ့တော့သူအထုတ်သွားယူတဲ့အမျိုးသမီးကိုမှားလိုက်တာရှင်အနန္ဒာသိမ့်ထားပြီဆိုရင်တော့မယူခဲ့နဲ့တော့ရှင်အနန္ဒာမသိမ့်ဘူးငကိုနေရာမှာရှိတယ်ဆိုရင်တော့ယူလာခဲ့
ဟိုကြောက်တဲ့အခါကျတော့ရှင်အနန္ဒာသိမ့်ထားတယ်ရှင်အနန္ဒာထုတ်ပေးလိုက်ဒါပေမဲ့မယူခဲ့နဲ့ဆိုသူမယူရဲ့ပြန်သွားတယ်ရှင်အနန္ဒာထုတ်အဲ့တော့ဒီဝကြီးကဘာလို့ရမလဲတန်ကြီးကလည်းပဲ29ဂရေချင်တယ်တန်ကြီးရှိတယ်ဒါကြီးကိုရောင်းပြီးတော့ကြောင်းဆောက်ခြင်းဘုရားကိုလှူခြင်းကြောင်းဆောက်ခြင်းအဲ့တော့ဒီအဝတ်ကြီးဟာရှန္ဒနာကင်ထားမှတော့ငါမိုးတော့ဘူးဆိုပြီးတန်ဖိုးကြီးတဲ့အဝတ်ကြီးကိုသူဆွန့်လွတ်လိုက်အဲ့ဒီမှာပေါ့ပေါ့ပါပါမဟာလတ္တတန်စာဒီလောက်ယေရနာတွေမများတဲ့ပေါ့ပါပါဝတ်လို့ရတဲ့အဝတ်ကိုတော့သူ့ရောက်ခမကလုပ်ပေးထားမိဂရတတိယလုပ်ပေးထားအဲ့ဒီဝတ်စုံလေးရှိတယ်ပေါ့ဒါကြီးကအလွန်လေးအလွန်တန်ဖိုးကြီးအဲ့တော့ဒါကြီးကိုရောင်းချမယ်ရောင်းချပြီးကြောင်းဆောင်မယ်သူစဉ်းစားတော့ဝယ်မဲ့လို့မရှိဘူးဝယ်မဲ့လို့မရှိတော့ကိုယ့်အကိုပြန်ဝယ်လိုက်ရတယ်29ဂရေပြန်ဝယ်ပြီးတော့ကျောင်းဆောက်ဖို့နေရာကြီးလိုက်တဲ့အခါတာဝတိမြို့တောင်ဘက်မှာစေတော်ကျောင်းရှိတာဝတိမြို့ရဲ့အရှိအစေရဝတိမြေကမ်းဘက်မှာကျောင်းရှိရမယံခမြတ်စွာဘုရားကမြို့အရှိထွက်ကြွသွားတဲ့အခါကျောင်းမရှိဘူးအဲ့ဒါနဲ့ရှေ့ကျောင်းကိုဆောက်မယ်ဆိုပြီးတော့မြေနေရဝယ်လိုက်တာအဲ့ဒီဝတ်စုံကြီးတန်ဖိုးတွေအကုန်ပေါင်း29ဂရေနဲ့ဝယ်ရနော်29ဂရေနဲ့ဝယ်ရအဲ့ဒီကျောင်းဆောက်တဲ့အခါလည်းပဲ29ဂရေကုန်တယ်ကျောင်းရည်စချပွဲကြီးလုပ်တဲ့အခါကျတော့လည်း29ဂရေကုန်တယ်အဲ့တော့အမျိုးသမီးတစ်ယောက်အနေနဲ့ဒီလောက်ကြီးမားတဲ့ငွေကြေးတနာကိုသုံးချပြီးတော့လှူနိုင်တန်းနိုင်တဲ့ဆိုပုဂ္ဂိုလ်ဟာဝိသခတယောက်ပဲရှိတယ်အဲ့တော့เนี่ยကျောင်းမကြီးဝိသခဆိုသူဒီကျောင်းဆောက်ဖို့အတွက်ဘဝကိုကစုပန်ခဲ့ပြီးကျောင်းဆောက်ပြီးတဲ့အခါမှာသူဝမ်းသာကြည်နူးပြီးတော့စိတ်တွေအလုံးကိုဝမ်းသာကြည်နူးလို့ဥရန်တောင်ကျူခဲ့ရတဲ့နေရာထားမျိုးရှိအဲ့တော့ဝိသခမှာသာသမီ20ထွန်းကားတယ်တဲ့သာသမီ20ဆိုငယ်တော့ဖြစ်နိုင်မှာမလားလို့ဗမာပြည်မှာတော့18ယောက်မွေးတယ်ဆိုရှိဒီပြင်လူတွေတော့အခုတော့ကြားနေတာရှိတယ်နိုင်ငံခြားတွေမှာတော့မကဘူးရှိတယ်နော်ခွေးမွေးဝမွေးကိုမွေးနေတာတော့ဝိသကသာသမီ20တော့မွေးတာ20မွေးတာအဲ့တော့အတိုင်းဝိုင်းကအလွန်ကြီးဝိသကရဲ့အုပ်စုပြီးတော့သူ့ရဲ့မိတ်ဆွေပေါင်းတဲ့နေရာနဲ့လွန်ကြီးမှာတော့ဝိသကဟာမြတ်စွာဘုရားနဲ့လည်းအလွန်ရင်းနှီးတယ်ဥပုပ်အကြောင်းကို7ပါးသီလဥပုပ်ဆောင်တာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတယ်ဝိသခုပောဒထသုတ်ဆိုတာရှိအဲ့ဒါဝိသခါကိုဟောတဲ့ဥပုပ်ပဲအဲ့တော့ဝိသခါတို့ရဲ့နေ့စဉ်အလုပ်ဟာပါတော့ဆိုလှူတွေတန်းနေဥပုပ်တရင်စောင့်တည်တယ်နော်ကြောင်းသွားတယ်တရားနာတယ်ဒီအလုပ်ပဲလုပ်သူအဓိကသူတို့မျိုးရိုးကလည်းငကိုယ်တွေကချမ်းသာပြီးသားဆိုအထူးစီးပွားလည်းရှာတယ်မလို့ဘူးဝိသခါရဲ့နောက်လိုက်တွေသူလုပ်ငန်းတွေကိုလုပ်ပေးတဲ့ပုဂ္ဂိုလ်တွေကအတိုင်းအဝိုင်းကြီးအမျိုးကြီးတစ်မျိုးစားလောက်ရှိတယ်။နွားကြောင်မဲ့လူကလည်းသူကြောင်နော်ရလာတဲ့နွားတို့တွေကြောင်ချတယ်ဝိသခါတို့အိမ်ပို့တယ်အဲ့ဒါတွေကလည်းသူတို့ခေတ်ကမွေးမြူရေးနဲ့စိုက်ပျိုးရေးလို့ပြောဒါပေမဲ့ကြက်မွေးတာဝက်မွေးတာမဟုတ်ဘူးငါးမွေးတာမဟုတ်ဘူးနွားမွေးပြီးတော့နှုတ်စားနွားမမွေးပြီးတော့စီဝါလောက်တာတော့နှုတ်စားနွားမမွေးတာအကုသိုလ်ဖြစ်တယ်လို့တချို့ကထင်တယ်မဖြစ်ပါအကုသိုလ်မဖြစ်ဘူးနှုတ်ညစ်ယူတာအကုသိုလ်ဖြစ်တာလို့မဖြစ်ပါဘူးဘာကြောင့်အကုသိုလ်မဖြစ်တယ်လဲသို့တော့နွားတို့ညစ်တဲ့အခါမှာစီကံရှိရမယ်
နွားကလေးတွေတောက်ဖို့အတွက်ခြံထားရမယ်နွားမကြီးတွေကိုဝအောင်စာကျွေးရမယ်ဒါကိုတောင်ကိုကျွေးထားတယ်ကျွေးထားတဲ့တဲကနေနွားကလေးတွေစုပ်ကိုနှုတ်ကိုခြံပြီးတော့ညှက်ရမယ်အဲ့ဒါလို့နွားတစ်ဝက်ကိုတစ်ဝက်ပေါ့ကိုကကျွေးပွေးခါကိုရတဲ့သဘောပေါ့နော်အဲ့ဒါလို့အကုသိုလ်အလုပ်မျိုးမဟုတ်ဘဲနဲ့ကုသိုလ်ဖြစ်တဲ့အလုပ်မျိုးပဲဒါဖြင့်ကျက်မွေးပြီးတော့ဥစားနေရောနွားတို့ညစ်တာတော့သူများအသက်တတ်တာမဟုတ်ဘူးလေနွားရဲ့အသက်ဘာမှမထိခိုက်ဘူးသူတဏ္ဍာကနေပြီးတော့ရှားနိုင်တဲ့ဟာတစ်ခုယူတာပဲဖြစ်တယ်ကျက်ဥကြတာအဲ့ဒါမျိုးမဟုတ်ဘူးကျက်ကပထမဥအဖြစ်မွေးလိုက်တဲ့ထဲမှာတတိသားပါသွားပြီအဲ့ထဲမှာကျက်ဥထဲမှာတတိသားပါဘာလို့လဲဆိုတော့သူတို့ရဲ့မျိုးရိုးကဒီကောင်လေးရဲ့ species ခေါ်နော်သူတို့ရဲ့နိယမနှစ်ကြိမ်မွေးတယ်ဥအဖြစ်နဲ့တစ်ကြိမ်မွေးတယ်ပြီးတော့ဥထဲမှာတစ်ခါပေါက်တယ်တရေတီးပြီးတဲ့အခါမှာကျက်ဥလေးဖြစ်မှာဥတာတရေတီးပြီးမှဥကဖြစ်တာအဲ့ဒီဥဖြစ်ပြီးတော့မှဥကိုကျက်ဥလိုက်တယ်အဲ့ဒီဥတွေကကျက်မကဝတ်ပေးတယ်ဆိုတာဒီတရေသားလေးရင့်ကျက်လာအောင်လုပ်တဲ့သဘောပဲရှိတယ်နော်စတဲ့ပါပြီသားအဲ့တော့အဲ့ဒါတော့နွားတို့ညှင်းထားတယ်မတူဘူးအဲ့ဒါတော့အကုသိုလ်ဖြစ်တယ်နော်ကျက်ရဲ့တရဝရဲ့အသက်တွေကိုတတ်ရရောက်တယ်ပေါ့နော်ဒီချို့ကလည်းမြစ်မရှိဘူးလို့ထင်တဲ့လူတွေရှိတာမှန်တော့တတိရှိလို့ဒီကျက်ဥကဒီပုံစံဖြစ်သွားတာတတိမတည်ရင်မဖြစ်ဘူးလို့ဒီလိုစုသွားတာကိုကအတွင်းထဲကတရဝလေးချောင်ဖြစ်တာအဲ့ဒါဆိုလို့ရှိရင်တော့ကျက်ဥဆိုတာတော့ပါဏာတိပါဒနဲ့လွတ်เสียအကြောင်းမရှိဘူးနော်နွားတို့ကြတော့အဲ့ဒါမျိုးမဖြစ်ဘူးနွားစီရရတယ်တို့အဲ့ဒါလို့ဝိသခါတို့ရဲ့စီးပွားရေးစိုက်ပျိုးရေးလည်းလုပ်တယ်နွားမွေးတယ်ဒိန်တို့ဘာလို့ရောင်းတယ်နွားအတွက်တို့အတွက်ပစ္စည်းတွေရောင်းတယ်အဲ့လိုနဲ့နေထိုင်စားတော့ကိုရောင်းကိုဝယ်လုပ်တယ်ဒါနာရမေရဲ့စီးပွားရေးကလည်းဒီတိုင်းပဲဝိသခါရဲ့စီးပွားရေးကလည်းဒီတိုင်းအဲ့တော့အဲ့ဒီစီးပွားရေးနဲ့လောက်ကင်စားတော့ရင်နဲ့ကျောင်းကြီးတစ်ဆောင်သူဆောက်လို့လှူဒန်းနိုင်ပြီးတော့သူတို့ရဲ့သာသနာတော်မှာကိုထောက်ပံ့မှုကအလုံးကိုကြီးမားတယ်ဝိသခါတို့နာရမေတို့ဆိုတာမြို့မျက်နှာဖုံးဖြစ်ုံများမကဘုရားသာသနာရဲ့မျက်နှာဖုံးနဲ့ဖြစ်ကြအားလုံးသူတို့ဟာလူလေသေးမရှိအောင်ကိုကြီးထောက်ပံ့ကြတယ်အဲ့ဒါလို့နေတဲ့အပြင်မှာဝိသခါမြို့သမီးကြီးကုသိုလ်ရှုတတ်ပုံကြည့်ရကျောင်းဆောင်လူနေစဉ်လူယူမြတ်မကဥပုသ္တိလစောက်တည်ပြီးတော့ပြီးသားတကယ်ကိုစိတ်ထားမြင့်မြတ်နေယူမြတ်မကသူ့ရဲ့ဒီအမျော်မြင်ကလည်းအလွန်ကြီးမားတယ်လို့ပြောမျော်မြင်ကြီးပါတယ်တခါမြတ်စွာဘုရားကဗာရဏသီကနေပြီးတော့တာဝတိကိုကြွလာအဲ့ဒီတာဝတိကိုကြွလာတဲ့အခါမှာဝိသခါကသွားရောက်ပြီးတော့မြတ်စွာဘုရားကိုကြော့တယ်မြတ်စွာဘုရားကတရားဟောတဲ့အခါမှာတရားပါနာပြီးတော့စိတ်ကြည်မှုတွေရပြီးမြတ်စွာဘုရားကိုကြော့ပြီးပြန်တဲ့အခါမှာမြတ်စွာဘုရားခီးကြွလာတာစားဖြစ်လို့နောက်ရဲ့ကြရင်သူ့အိမ်ကိုဆုံးဖုံးပြီးကြွတော်မူပါလို့တန်ဃာတွေဟောကုန်လို့မြတ်စွာဘုရားရောနောက်ရဲ့အတွက်သူကဆွမ်းသာပင်နော်ဆွမ်းသာပင်တော့သူဆွမ်းသာပင်ပြီးတော့အဲ့ဒီညကုံဆုံးလို့
မနဲ့အချိန်ရောက်လာတဲ့အခါမှာမိုးကြီးကအကြီးကျယ်ရွာမိုးကတော်တော်ကိုကြီးမားတဲ့မိုးကြီးရွာလိုက်တယ်အဲ့ဒီရွာတဲ့အခါမှာမြတ်စွာဘုရားဘာမင်းရှိလို့ဆိုယဟန်တို့တဲ့ခုစေတုံးအကြောင်းထဲမှာမိုးတွေရွာနေတယ်အဲ့ဒီရွာသလိုပဲတဲ့ကျွန်းကြီးလေးကျွန်းမှာလည်းပဲမိုးတွေရွာနေတယ်စေတုံးအကြောင်းတစ်ကြောင်းတည်းမိုးရွာတာမဟုတ်ဘူးတာဝတိတစ်မြို့တည်းရွာတာမဟုတ်ဘူးကောသလတိုင်းတိုင်းနဲ့ရွာတာမဟုတ်ဘူးကျွန်းကြီးလေးကျွန်းလုံးမိုးကြီးအကြီးအကျယ်ရွာနေတယ်တဲ့ဒီမိုးကြီးဟာတပြိုင်နဲ့ရွာတဲ့ဒီကျွန်းကြီးလေးကျွန်းလုံးရွာတဲ့မိုးဟာဒါနောက်ဆုံးမိုးပဲအဲ့တော့ရေချိုးခြင်းချိုးကြလို့မြတ်စွာဘုရားယဟန်တွေကိုပြောအဲ့ဒါနဲ့ယဟန်တွေကမိုးရေခံပြီးတော့ရေချိုးကြတာသင်္ကန်းတွေကိုချွတ်ထားခဲ့ပြီးတော့ကိုတုံးလုံးထွက်ပြီးတော့ရေချိုးကြအဲ့တော့ရေချိုးတော့ဝိသခာကဆွမ်းစားချိန်ရောက်တဲ့အခါကျတော့အိမ်ကအမျိုးသမီးတယောက်ကိုလွှတ်လိုက်တယ်ကြောင်းသွားပြီးရင်ဆွမ်းပြင်ပြီးပါပြီအလုံးကြွတော်မူကြပါလို့သွားပင်းလို့ဆိုအမျိုးသမီးတယောက်ရောက်လာပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ကျောင်းတိုက်အတွင်တစ်ခုလုံးမှာကိုလုံးဒီနဲ့ရေချိုးနေကြတဲ့ဘုန်းကြီးတွေကိုမြင်ပြီးတော့ပြန်ပြေးသွားတယ်ဝိသခာကိုပြောတယ်သခင်မကျောင်းထဲမှာတန်ဃာတွေမရှိဘူးအစေလကဆိုတဲ့ကိုတုံးလုံးနေတဲ့ယဟန်တွေရောက်ပြီးတော့ရေချိုးနေကြတယ်တော့ဝိသခာကတော့ပညာရှိတော့စဉ်းစားတယ်ဒါကမိုးရွာတော့ရေခံဆိုတာလို့မိုးရွာတော့ရေချိုးကြတာပဲဖြစ်လိမ့်မယ်သူဟာနားမလဲလို့ပြန်လာတာအဲ့တော့ပင်အောင်ထပ်ပြီးတော့ရှိတယ်အဲ့ချိန်ကျတော့ကိုရော်တွေကရေချိုးပြီးလို့သင်္ကန်းတွေဘာတွေဝတ်ပြီးကြောင်းထဲဝင်သွားကြပြီတဘာမှမရှိတော့အပြင်းမှာအဲ့ဒီကျတော့လေခိုင်းလိုက်တဲ့အမျိုးသမီးကကြောင်းထဲဝင်ကြောင်းအရန်ကြောင်းထဲကြည့်လိုက်တဲ့အခါဘုန်းကြီးတဘာမှမတွေ့တော့ရှင်မကြီးကျောင်းမှာဘုန်းကြီးတပါးမှမရှိဘူးအားလုံးကငြိမ်နေတာဘာမှမရှိဘူးအကုန်ကျောင်းထဲရောက်နေကြပဲလေမရှိဘူးဆိုတဲ့ခါပြန်လာပြန်အဲ့တော့ဝိသခာကတော့ဟိုကပညာရှိအတွေ့ပြေးကြည့်တာလည်းမြန်တယ်သူကစဉ်းစားတတ်တာမဟုတ်ဘူးရေချိုးပြီးလို့သင်္ကန်းမှာလဲပြီးတော့ကိုရော်တွေကကျောင်းထဲမှာခဏထိုင်နေကြတာဖြစ်မှာဒါကြောင့်မို့မသိဘူးဟောပင်ကြီးအောင်လို့ဆိုရမြတ်စွာဘုရားကယဟန်တွေကိုကဲဝိသခာကအပင်လွတ်နေပြီဆွမ်းကြိမ်တန်းနေပြီဒါပေမဲ့လို့သာဝတိမြို့တစ်မြို့လုံးရောအကုန်လုံးလေးချုံလုံးရွာထားတဲ့မိုးကြီးကမိုးရီတွေကစီးနေတော့မှရှိသေးတယ်အဲ့ဒီမှာမြတ်စွာဘုရားကကဲသင်္ကန်းတပိတ်ပညာဝိသခာအိမ်သွားမယ်ကွေးထားတဲ့လက်ကိုဆန်းလိုက်တယ်လို့ဆန်းထားတဲ့လက်ကိုကွေးလိုက်တယ်လို့စေရုံကျောင်းမှာဝုတ်ခနဲ့ပျောက်ပြီးဝိသခာရဲ့အိမ်တကားပေါက်ရောက်သွားကြအဲ့ဒီမှာဝိသခာကြည့်ပြီးတော့အောင်းပွဲကောင်းလိုက်တာဒီလောက်ရေးဒီစီးဆင်းနေတဲ့အချိန်မှာဘယ်ကိုယ်တော်မှခြေတော်လည်းရေးမစွဘူးသင်္ကန်းတွေလည်းဘယ်သူမှရေးမစွဘူးမြတ်စွာဘုရားရဲ့တကူဟာအောင်းပွဲကောင်းလာပါတယ်ဆိုပြီးတော့သူဝမ်းမြောက်ဝမ်းသာဖြစ်ပြီးတော့ယဟန်တွေကိုအဲ့ဒီမှာဆုံးကတ်တာပေါ့နော်ဆုံးပါကပ်ပြီးတဲ့မြတ်စွာဘုရားနာတရားနာဖို့သူထိုင်လိုက်တယ်အဲ့ဒီအချိန်မှာသူကမြတ်စွာဘုရားကိုလျှောက်တယ်သူစဉ်းစားတာကဒီအခြေအနေလေးတစ်ခုကိုကြည့်ပြီးတော့သူကစဉ်းစားတာအစွမ်းတကူကြီးတဲ့မြတ်စွာဘုရားဆိုပြီးမြတ်စွာဘုရားကိုသူပါလျှောက်တော့ဆိုအရှင်ဘုရားတဲ့တပည့်တော်ဟာရှင်ဘုရားစီဒါနကောင်းမှုပြုခွင့်နော်အလှလှခွင့်အခွင့်အရေး၈မျိုးအရှင်ဘုရားကိုတောင်းပရစေပါတဲ့ဆု၈မျိုးတောင်းပရစေပါလို့သုံးတယ်ဟုတ်လားအဲ့တော့မြတ်စွာဘုရားဗာမျက်ရှင်ဝိသခာငါတို့ကဆုပေးတဲ့အလုပ်ကိုမလုပ်ဘူးဆုပေးတဲ့အလုပ်ကိုမလုပ်ဘူး။ဘာကြောင့်လဲဆို
ဘာကြောင့်ဒီစကားပြောတာတော့လို့ဆိုနားလည်ရမှာလူတွေကဘယင်းနေစီသွားပြီးဆူတောင်းကြတယ်လေဆူတောင်းတဲ့ဆိုတာအခုလို့ဘာဖြစ်ရပါရစေညာဖြစ်ပါရစေတောင်းတာမျိုးမဟုတ်ဘူး blessing ပေးပါဘာပေးပါညာပေးပါဒီလိုတောင်းတာနော်ရွာတရအပိုင်စားပေးပါမြေတစ်ခွက်ပေးပါအခုပဲဆိုရင်တော့မြေတစ်ခွက်ပေးပါနော်အိမ်ဆောက်ဖို့မြေတစ်ခွက်ပေးပါဘာပေးပါညာပေးပါအဲ့လိုတောင်းတာမျိုးဆုလို့ခေါ်တယ်ဟိုဆုတောင်းနေတယ်နဲ့တွားပြီးမရောနေတယ်နော်ဆုလို့ပဲခေါ်တယ်တောင်းဆိုတာပေါ့မြတ်စွာဘုရားကို၈ခုခွင့်ရ၈ခုသူကတောင်းတယ်မြတ်စွာဘုရားကအဲ့တော့ဖះဆိုတာဆုချမျိုးထုံးတာမရှိတော့ဘူးဆုမချဘူးငါတို့ကဆုချစရာလည်းမရှိဘူးပေါ့နော်ဖះမြေခွဲမှာမပိုင်တာမြေခွဲသွားတိုင်ဘယ်ပေးဟာတော့ပေးနော်အဲ့တော့ငါတို့မှဆုချတာမဟုတ်ဘူးလို့ဆိုတော့အရှင်ဘုရားတဲ့အဆက်ပြီးတော့အပြစ်ကင်းတဲ့တောင်းဆိုချက်ရှင်မျိုးပါလို့ဆိုအေးဒါဆိုရင်ပြောလို့ဆိုတဲ့အခါမှာသူရှင်မျိုးတောင်းလိုက်တာရှိတယ်အဲ့တော့အချင်းညုတ်လေးကိုပြန်ဝိသကတောင်းတဲ့ဆုရှင်မျိုးဆိုကုသိုလ်နဲ့ပတ်သက်တာအေးကြီးပဲအကုန်လုံးသူတောင်းတာနော်အရှင်ဘုရားတဲ့တပည့်တော်ရသက်ပံမိုးရေခံသင်္ကန်းကိုလှူပြရစီတဲ့တန်ခါလေးရာသက်ပံလှူချင်ပါလေဒါတခုအာဂနုကယဟန်တွေကိုရာသက်ပံဆွံ့ကြွေးချင်ပါလေခရီးသွားမဲ့ကိုတော်တွေကိုရာသက်ပံဆွံ့ကြွေးချင်ပါလေခိလနနေမကောင်းတဲ့ကိုတော်တွေအတွက်တပည့်တော်ရာသက်ပံခိလနတွေအတွက်အာဟာရပို့ချင်ပါလေရာသက်ပံခိလနာပြုစုတဲ့ယဟန်တွေအတွက်လည်းပဲဆုံးကုန်းပို့ချင်ပါတယ်။နောက်မကြမ်းမာတဲ့ပုဂ္ဂိုလ်တွေအတွက်တပည့်တော်ဆေးလှူပါရစေ။ရာသက်ပံဆေးလှူပါရစေ။နောက်ပြီးတော့တန်ဃာတွေအတွက်အမြဲတမ်းယာခုလှူပါရစေ။နေ့စဉ်နဲ့ယာခုလှူမယ်။ပြီးတော့မှဘိက္ခုနီတွေအတွက်ရေချိုးတဲ့အခါဝတ်တဲ့ရေသနုတ်သင်္ကန်းလှူရစေအလုံး၈ခုနော်သူလှူကြမှာတယ်လို့ဘုရားလျှောက်တော့မြတ်စွာဘုရားကအေးလှူလို့မပြောဘူးဘာကြောင့်မင်းဒီစုကိုတောင်းတာတော့ဘာကြောင့်တောင်းတာတော့လို့မိတဲ့အခါမှာခုနဝိသခာလျှောက်တာမနေ့ကတဲ့တပည့်တော်ဆွမ်းလာပင်ခံလိုက်တဲ့အခါမှာယဟန်နေဟာကိုတုံးလုံးချွတ်ပြီးတော့ရေချိုးနေကြအဲ့ဒါမတင့်တယ်ပါဘူးတဲ့သူမြင်တာမဟုတ်ပဲလို့သူပြောတယ်အဲ့ဒါနော်တုံးလုံးဆိုတာမတင့်တော့ဘူးတဲ့မတင့်တော့လို့အဲ့ဒါလို့မိုးရီထဲမှာမိုးရီခံပြီးတော့ရေချိုးလို့ရတဲ့သင်္ကန်းမျိုးကိုသူတန်ကားတွေကိုဇာသက်ပံလှူချင်ပါတယ်ဆိုဒါသူလှူခြင်းရဲ့အကြောင်းအဲ့ဒါမတင့်တယ်လို့ဒီကွက်လက်တစ်ခုကိုသူဖြည့်ပြရစီနော်နောက်တစ်ခါဒုတိယသူတောင်းတာတော့အာဂန္တုတွေအတွက်ဆွမ်းကပ်ပါရစေ။ဘာဖြစ်လို့လို့ဆိုအာဂန္တုဆိုတာတဲ့လမ်းတို့ဆွမ်းကပ်လမ်းတို့ဘာလို့မကျွမ်းကျင်သေးဘူးတဲ့မကျွမ်းကျင်သေးတဲ့အခါမှာသူတို့ဆွမ်းခံရတာပြင်းမှန်းနေပေါ့ပြင်းမှန်းသည့်အတွက်ကြောင့်အစင်မပြေဖြစ်တတ်တယ်အဲ့ဒီအစင်မပြေမှုလေးကိုသူအစင်ပြေစေခြင်းလို့ဒီအာဂန္တုတွေအတွက်ဆွမ်းကပ်ခြင်းနောက်တစ်ခါခရီးသွားယဟန်တွေကိုလည်းသူဆွတ်ကတ်ချင်တယ်ဘာဖြစ်လို့လဲဆိုခရီးသွားတဲ့ကိုတော်တွေကခရီးသွားလာရလို့ပင်ပန်းလာတဲ့ကိုတော်တွေရှိခရီးသွားမလို့ပြင်ဆင်တဲ့ပုဂ္ဂိုလ်ဟာလည်းပဲဆွမ်းခံနေရမယ်ဆိုရင်အတူသွားဖို့ရှေ့ကခရီးသွားတယ်ဆိုကိုတယောက်တည်းသွားလို့မရအောင်တောနဲ့ကြီးတွေဖြစ်တယ်ဆိုခရီးသွားဖို့ကုန်းတယ်တွေနဲ့ကပ်ပြီးလိုက်ရတယ်နော်ကုန်းတယ်တွေကိုမှီပြုပြီးနောက်ကလိုက်ရတယ်အဲ့တော့ကိုကဆုံးခံစားနေမယ်ဆိုရင်ကုန်တယ်တွေကထွက်သွားရင်မမိလိုက်ပဲဖြစ်နိုင်တယ်ပေါ့မမိလိုက်ပဲဖြစ်ပြီးတော့အခက်အခဲတွေတွေ့နိုင်တယ်ဒါကြောင့်မို့ခရီးသွားပြီးပြန်လာတဲ့ကိုရောခရီးထွက်မဲ့ကိုရောတွေအတွက်လည်းသူဆုံးကတ်ချင်ပါတယ်ဇာသက်ပံဆုံးကပ်ပါရစေနောက်တစ်ခုကတော့သူကပါတော့ခိလန္တယဟန်နေအတွက်ဆုံးကတ်ချင်ပါတယ်ခိလန္တဆိုတာတဲ့တာပဲစားဆွမ်းခံစားရမယ်ဆွမ်းခံတဲ့ဆွမ်းသူ့ကိုလှူလိုက်တဲ့ဆွမ်းဟာသူ့ယောဂနဲ့တဲ့ချင်မှတဲ့
အဲ့တော့ကိလနာတွေကတ်တဲ့ဆွမ်းဒီကိလနာနဲ့တင့်တော်တဲ့ဆွမ်းသူကကတ်မှာအဲ့တော့မတည့်တာစားပြီးရင်ယောဂတိုးမယ်သို့မဟုတ်ပြန်လွန်တော်မူခြင်းလည်းပြန်လွန်တော်မူသွားနိုင်တယ်ဒါကြောင့်မတည့်တာတွေမစားရလေအောင်သူတောင်းဝန်ယူပြီးဆွမ်းကပ်ပြရစေကိလနာတွေကိုပြုစုတဲ့ယဟန်တွေကလည်းတစ်ဖက်ကကိလနာယဟန်အတွက်ရှာဝေရတယ်တစ်ဖက်ကသူ့ဝမ်းရည်အတွက်လည်းရှာဝေရတယ်ဆိုသူ့မှာဆင်မပြေဘူးတဲ့ပင်ပန်းမှုတွေဖြစ်တတ်တယ်ဒါကြောင့်သူ့အတွက်လည်းတောင်းဝန်ယူပြရစေကိလနာယဟန်တွေအတွက်လည်းပဲဆေးဝါဒဆမလုံလောက်လို့ယောဂတိုးပြီးတော့ပြန်လွန်တော်မူရတယ်ဆိုတာမဖြစ်ရအောင်လိုအပ်တဲ့ဆေးဝါးသူလှူရစေအဲ့ဒါတွေကိုတောင်းဆိုနော်အကယ်၍ဆေးမရှိဘူးဆိုရင်ဆေးမတော့ရလို့ယောဂတိုးသွားမယ်ဆိုရင်ပြန်တော်မူသွားတာမျိုးတွေဖြစ်နိုင်ပါတယ်တဲ့နောက်တစ်ခါယာကုလှူကျင်တာတော့တခြားမဟုတ်ပါဘူးတဲ့မြတ်စွာဘုရားကိုယ်တိုင်ယာကုအကျိုး10မျိုးဆိုတာဟောထားတာရှိတယ်အဲ့ဒီ10မျိုးအကျိုးကိုစိတ်ဝင်စားလို့သူလှူပြရစေဒါတော့နောက်တစ်ခုဘိက္ခုနီတန်ဃာတွေကိုဒီခြေတလုံးသင်္ကန်းလှူချင်တယ်ဆိုတာတခြားမဟုတ်ဘူးတဲ့ဘိက္ခုနီတွေကမြစ်ကိုသွားပြီးရေချိုးကြတဲ့အခါမှာအဲ့ဒီခေတ်ကဒီလိုပဲခြေတလုံးမရှိတဲ့အခါမှာတုံးလုံးချိုးကြမျိုးအဲ့တုံးလုံးချိုးတဲ့အခါမှာလူနောက်တွေလူပြောင်းနေရရှိတယ်လူနောက်လူပြောင်းနေရဘာပြောတော့ဆိုရှင်မငယ်ငယ်လေးရှိသေးတယ်ဘာဖြစ်လို့ဘိက္ခုနီဝတ်လဲနော်တက်ကြီးမှဝတ်ပါလားတော့အဲ့ဒါလို့ပြောတာတွေပြောင်းတာတွေနောက်တာတွေခံရတယ်တဲ့အမျိုးသမီးဟာအဝတ်မပါဘဲနဲ့ရေချိုးတာမတင့်တဲ့ပါဘူးဒါကြောင့်မို့သူလှူပြရစေအဲ့ဒီရှစ်ခုသူတောင်းလိုက်တောင်းတော့မြတ်စွာဘုရားထပ်မေးတယ်ဘယ်လိုအကျိုးကိုကြည့်ပြီးတော့ဆုတောင်းတာတော့ဆိုခေါင်းကသူဒီဘိုးရကတဲ့ကံကိုလှူထားခြင်းအပြင်ရေချိုးခြင်းသူကအိန္ဒိယချိုးနိုင်အာဂနုယဟန်ဆိုရင်အပန်းပြေတယ်ဆွမ်းကပ်လိုက်ရတယ်ခီးသွားမဲ့ယဟန်ဆိုရင်အဆင်ပြေတယ်မပင်မပန်းနောက်ကိလနာယဟန်အတွက်ဆွမ်းလူတာတို့ကိလနုပဒကဆွမ်းလူတာတို့ကိလနာပိသစ္စဆေးလူတာနေမကောင်းတဲ့ပုဂ္ဂိုလ်ဆိုတာခက်ခဲတွေများစွာရှိပါတယ်အဲ့ဒီခက်ခဲတွေပြေးလဲဖို့အတွက်ရည်ညွှန်းပါတယ်နောက်ယာကုကြတော့အကျိုး10မျိုးကိုကြည့်ပြီးတော့သူကယာကုအကျိုး10မျိုးဆိုတာဘာလို့ဆိုယာကုလှူတဲ့ပုဂ္ဂိုလ်ဟာအသက်ကိုလှူရရောက်တယ်အဆင်းကိုလှူရရောက်တယ်ဆိုလိုတာယာကုတောင်းလိုက်ရင်လည်းအသက်ရှိနိုင်တယ်အသက်ရှိတယ်အဆင်းလာတယ်ခွန်အားကြီးမားတယ်ချမ်းသာကြီးတယ်ဉာဏ်ပညာကြီးတယ်ဆိုရင်အကျိုး5မျိုးဒါအပြင်ယာကုတောင်းလိုက်လို့ရှိရင်အစာပြေတယ်ရေငတ်ပြေတယ်ဒါလည်းအကျိုးပဲအစာပြေတာတစ်ခုရေငတ်ပြေတာတစ်ခုနောက်တစ်ခုယာကုတောက်ထားသဖြင့်လေကအထက်မတက်ဖ ೇನೆ လေစုံတယ်နော်လေနာမထဘူးတဲ့ဒါလည်းမကဘူးယာကုတောက်ခြင်းအပြင်နဲ့စီကိုရွှင်စေတယ်စီကိုလည်းရွှင်စေတယ်အစာကိုလည်းကြည်ညက်စေတယ်အဲ့ဒီအကျိုး10မျိုးကိုမျှော်ကိုပြီးတော့သူလုပ်ထားပါတဲ့နောက်အမျိုးသမီးတွေတုံးလုံးချွတ်ချွတ်တာမကောင်းလို့သူလှူရစေဒါနောက်တစ်ခါကျတော့အလုံးဒီရှစ်ခုကိုသူအကျိုးတွေကိုရည်ညွှန်းပြီးတော့သူလျှောက်တယ်လျှောက်ပြီးတဲ့အခါမှာသူဘာပြောတော့ဆိုတပည့်တော်လှူထားလိုက်လို့ဒီအလှူတွေလှူထားရသဖြင့်မြတ်စွာဘုရားကဘယ်ယဟန်ဖြစ်သောတပန်ဖြစ်သွားပြီဘယ်ယဟန်ကသက္ကရာကံဖြစ်သွားပြီလို့ပြန်တော်မူသွားတဲ့ကိုတော်တွေအကြောင်းကိုတစ်ခါဟောလေးရှိတယ်ပေါ့နော်သူကသောတပန်သူကသက္ကရာကံသူကယဟန်တာနဲ့ဆိုပြောလေးရှိအဲ့ဒီကြလို့ရှိရင်တပည့်တော်မှာဒီကိုတော်တဝဋ္ဌိရောက်ဖူးသလားရောက်ဖူးတယ်ဆိုရင်သူလှူတဲ့အလှူလက်ခံဖူးတယ်ဆိုပြီးပီတိဖြစ်ရပါတယ်အဲ့ဒါတွေ့လိုက်တဲ့အခါမှာပီတိဖြစ်ရတယ်ပီတိဖြစ်ုံနဲ့မကဘူးဝမ်းမြောက်ဝမ်းသာပီတိဖြစ်ပြီးတော့
ပတ္တတိဆိုတဲ့ကိုယ်စိတ်နှလုံးငြိမ်းချမ်းမှုပတ္တတိဖြစ်သည့်အတွက်ကြောင့်စိတ်ချမ်းသာကိုယ်ချမ်းသာရမှုစိတ်ချမ်းသာကိုယ်ချမ်းသာရသဖြင့်တမာတိတရားတည်ကြည်မှုသူ့ရင်ထဲမှာပီတိပတ္တတိဒုက္ခတမာတိဆိုတဲ့ဒီစိတ်ရဲ့စိတ်ဆွမ်းအားတွေဟာကိုယ့်ရင်ထဲမှာဖြစ်လာတဲ့အခါမှာတဲ့အဲ့ဒီစိတ်ဆွမ်းအားတွေကိုအကြောင်းပြုပြီးတော့သူ့ရင်ထဲမှာဣန္ဒြေလို့ခေါ်တဲ့တတ္တဝိရိယတတိသမာဓိပညာဆိုတာတွေသူ့ရင်ထဲမှာတိုးပွားပြီးသားဖြစ်တယ်တဲ့တတ္တဝိရိယတတိသမာဓိပညာဆိုတဲ့စွမ်းအားတွေသူ့ရင်ထဲမှာဖြစ်တယ်တဲ့တတ္တဝိရိယတတိသမာဓိဆိုတာတွေဖြစ်တယ်လို့ဘုဇင်တရားတွေလည်းသူ့ရင်ထဲမှာဖြစ်ရပါတယ်ဒါကိုအာယုပြုပြီးပိဋိဖြစ်ရင်ပိဋိတံဘုဇင်တွေဖြစ်တယ်ပေါ့နော်အဲ့ဒါလို့ရင်ထဲမှာတရားတွေပွားပြီးသားဖြစ်သွားတယ်ဒီအကျိုးတရားကိုမြောက်ကိုပြီးတော့တပည့်တော်လှူချင်တာဖြစ်ပါတယ်ဆိုတော့မြတ်စွာဘုရားကအေးဒါဆိုရင်လှူပါလို့ဆိုဝိသခာကိုဒီအနုမောဒနာတရားဟောပြီးတော့ကြောင်းပြန်ရောက်တဲ့အခါကျတော့ယဟန်တန်ဃာတွေကိုဝိသခာတောင်းတဲ့အတိုင်းပဲဝတိကတာတိကဆိုတဲ့မိုးရင်သင်္ကန်းကိုလက်ခံခွင့်ပြုတယ်ခိလနာပတ္တကိုလည်းလက်ခံခွင့်ပြုတယ်ခမိကအာဂန္တုကပတ္တခမိကပတ္တဆိုတဲ့ဆွမ်းတွေကိုလည်းလက်ခံနိုင်တယ်ခိလနာပတ္တခိလနုပတ္တကပတ္တခိလနာပိသစ္စဆိုတာတွေကိုလည်းလက်ခံခွင့်ပြုတယ်ယာကုလှူတာကိုလည်းလက်ခံဝင်ပြုတယ်ဘိက္ခုနီသာသနာဘိက္ခုနီသံဃာတွေအတွက်လည်းပဲယေသနုလှူတာလက်ခံတယ်လို့မြတ်စွာဘုရားကခွင့်ပြုစကားမိန့်ကြားခဲ့တာဖြစ်တယ်အဲ့တော့ဝိသခာနဲ့မြတ်ဗုဒ္ဓသာသနာကြည့်မယ်ဆိုရင်ဝိသခာမြတ်စွာဘုရားရဲ့သာသနာတော်ကိုအကြီးအကျယ်အကျိုးပြုတယ်လို့ပြောရမယ်လိုအပ်ချက်တွေမှန်သမျှသူဖြည့်ဆွတ်တယ်ဒီဒါတကယ်ကိုလိုအပ်ချက်တွေလေတန်ဃာတွေရဲ့လိုအပ်ချက်တွေကိုဝိသခာကျောင်းဆောင်လှူယုံမြတ်မကအသေးစိတ်လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးလို့ဝိသခာနဲ့မြတ်ဗုဒ္ဓသာသနာဟာဒီလိုက်ဖက်စွာနဲ့ကုသိုလ်ကောင်းမှုကိုပြုခဲ့တဲ့ဝိသခာကျောင်းအမကြီးဟာခဏအထိနေမန္တရတိနတ်ပြည်မှာပျော်ရွှင်စွာချမ်းသာဒုက္ခကိုခံစားလျက်ရှိနေပါဖြစ်တယ်ပေါ့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ခုနှစ်နှစ်သမီးကသောတာပန်ဖြစ်ပြီးတော့အသက်120ကျမှဘဝအဆုံးသတ်သွားတယ်အသက်120ကျမှဘဝအဆုံးသတ်သွားတယ်ဝိသခာနေဗ္ဗာန်ရတိဘုံမှာပျော်ဆိုင်ရတယ်လို့ဝိသခာလှုပ်သွားတဲ့ကုသိုလ်ကောင်းမှုတွေအတူယူအားကြပြီးတို့တွေလည်းအခွင့်သာရင်သာသလိုကုသိုလ်ကောင်းမှုအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီတတိထားပြီးကုသိုလ်တရားကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း